嗨，大家好，今天我们一起来做一下 HSK 1 3.0 的综合练习。老师ဒီနေ့填空လေးတွေလုပ်ကြည့်ရအောင်选词填空စလုံးလေးတွေရွေးပြီးတော့ကြွက်လိုက်ပြကြမယ် A က哪ဆိုတာက which one ဘယ်တစ်ခုလဲကိုပြောတာ B ကမာဆိုတာကတော့老师ဒီတဲ့အတိုင်းပဲလာမေကွန်စာပြီးပြီလားလာမေကွန်ပြောတာ谁呀ဘယ်သူလဲနံပါတ် C 呀谁ဘယ်သူလဲ D 呀中国人ဆိုတာတရုတ်လူမျိုး E ကကြတော့想ရဲ့အဓိပ္ပာယ်က want to လုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာ想မှာအဓိပ္ပာယ်၃မျိုးရှိရပေါ့နော်အဲ့ဒါတော့နောက်ဗီဒီယိုလေးမှာကြည့်လို့ရပါတယ်第一 number 1က你工作忙အဲ့ဆိုရင်နောက်က question mark ပါတယ်ဆိုတော့မေးခွန်းဖြစ်မယ်你工作忙吗နဲ့အလုပ်များလား Okay so 第二我很ငါကအရန်ဘာဖြစ်မလဲ B ကရွေးပြီးသွားဆိုတော့ရွေးလို့မရတော့ဘူး想ဆိုရင် MISS miss လွမ်းသည်တော့ငါနင်တို့ကိုအရန်လွမ်းပါတယ်我很想你们三က百家乐ကဘာပြောလဲ你是 blank 果然နဲ့ပြီးတော့ question mark နဲ့ပြီးထားရဆိုတော့你是哪国人နင်ကဘယ်နိုင်ငံသားလဲ那李文ကပြန်ဖြေတယ်我是အဲ့ဆိုရင်နိုင်ငံသားပြောမယ်中国人ငါကတရုတ်နိုင်ငံသားဖြစ်ပါတယ်第四百家乐က他是သူကနောက်ဆုံးတစ်ခုပါပဲကျန်တော့လေ谁ဘယ်သူလဲ安妮ကပြန်ပြောတယ်他是陈天中的女朋友သူက陈天中ရဲ့ကောင်းမလေးဖြစ်ပါတယ်အဲ့ဒါဒီမှာ他ကို main ကလေးထားနဲ့တုံးထားပါဘောနော်အဲ့ဆိုရင်တော့ဒါကောင်းမလေးကိုပြောတာပါ好的你们都答对了吗အကုန်လုံးဖြေတာမှန်လားအဲ့တော့ဖြေလေးတွေကို comment လေးမှာဖြေခဲ့ပါအောင်နော်အဲ့တော့ဆိုလို့ရှိရင်လည်း exercise တွေလုပ်လို့ရအောင်လို့ page ကို like and follow လုပ်ပေးကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်နော် March လအတွက် HSK 1 3.0 ဟောဆိုအတန်းဖွင့်ပါပြီရှင်စာရင်းလာပေးထားလို့ရပါပြီနော်စာအုပ်ကြီးပဲမဟုတ်ပဲနဲ့ပြင်မဖို့တူတာတွေပါထည့်သွင်းသင်ကြားပေးတော့မှာဖြစ်လို့ဟောဆိုအတန်းလေးကိုမြန်လေးလာအားလို့ရပါပြီနော်